ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2026 6လပိုင်း1ရက်မနက်ဖြန်မှာထွက်ရှိမဲ့10ချိန်မြောက် 3D အတွက်ကစားတဲ့နဲ့ကဏ္ဍတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ရဲ့ပါဝါ9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6ရဲ့ပါဝါ1ကဒီနှလုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ရဲ့ပါဝါ3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း3ညဖြစ်တဲ့အတွက်3ညရဲ့ပါဝါ9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး9ပါအလဲထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နက်က6ကဒီ3လုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နက်က8ကဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း2ရဲ့နက်က4ကဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်4ရဲ့နက်က2ကဒီ3လုံးပေါင်းခြင်း2ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်9ပါနောက်ပိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ၄လုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီ၄လုံးပေါင်းခြင်း5ဖြစ်ပါတယ်တဝင်းကြီးတဝင်းငယ်ဖြစ်ပါတယ်ဒီ၄လုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီ၄လုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီ၄လုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒါကြောင့်ဒီချိန်မှာဒီ၄လုံးပေါင်းခြင်း5ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း8ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်2ပွင့်ငယ်သွားပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒါကြောင့်ဒီချိန်မှာ6ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီးခွန်ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း6ကိုက်ညီနေပါတယ်အလဲထိုင်နောက်ပိတ်နှလုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်ပါတယ်3 4 5 6ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအလဲထိုင်ကိုနောက်ပိတ်ခွန်ယူထားတဲ့အတွက်ပေါင်းခြင်း6ကိုက်ညီနေပါတယ်တနည်းအားဖြင့်ဒီနှလုံးပေါင်းခြင်း5ဒီနှလုံးပေါင်းခြင်း4ဒီနှလုံးပေါင်းခြင်း3ဒီနှလုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်ပေါင်းခြင်းပရိတ်ရတယ်လို့ယူဆလို့ရပါတယ်ထိပ်စီးအလဲထိုင်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ရဲ့နက်က4ကဒီ3လုံးပေါင်းခြင်း3ကိုအလဲထိုင်1ပေါင်းခြင်း4ဖြစ်ပါတယ်ဒီဖြစ်စဉ်ကထိပ်စီး6ဖြစ်မယ်ဆိုရင်အလဲထိုင်1ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1ရဲ့နက်က8ကဒီ4လုံးပေါင်းခြင်း1ကိုအလဲထိုင်9ပေါင်းခြင်း8ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ရဲ့နက်က3ကဒီ4လုံးပေါင်းခြင်း9ကိုအလဲထိုင်8ပေါင်းခြင်း3ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီးခွန်ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်9ရဲ့နက်က3ဖြစ်ဖို့အတွက်ဒီ4လုံးပေါင်းခြင်း4ကိုအလဲထိုင်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီးခွန်အလဲထိုင်9အတွဲကကိုက်ညီနေပါတယ်ဒီနေရာမှာဒီရလက်483က4ကဒီမှာ break 4ဖြစ်နေပါတယ်8က break 8ဖြစ်နေပါတယ်ဒါကြောင့်ယခု10ချိန်မှာဒီ3က break 3ဖြစ်လာနိုင်မယ်လို့ယူဆရမှာဖြစ်ပါတယ်ခွန်ကိုနောက်တစ်မျိုးတွက်ပြပေးသွားမှာဖြစ်ပါတယ်ဒီဘက်ကတော့629 514နဲ့အခု10ချိန်မြောက်ကဏ္ဍ3ပင်ချာ3ကက်ဆိုင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ဒီဘက်ကတော့3ညခွန်38ခွန်နဲ့အခု10ချိန်မြောက်ကဏ္ဍအပင်ဆက်တွက်ပြပေးသွားမှာဖြစ်ပါတယ်ဒီနည်းကတော့ထိပ်စီးအလဲထိုင်ပေါင်းခြင်းနဲ့နောက်ပိတ်အတွဲကိုရတဲ့နည်းဖြစ်ပါတယ်ဒီ9လုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း6ဖြစ်နေပါတယ်တူညီနေပါတယ်ဒီ9လုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း5ဖြစ်နေပါတယ်တူညီနေပါတယ်6 5 4ယူရမှာဖြစ်ပါတယ်ဒါကြောင့်ဒီ9လုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း8ဖြစ်တဲ့အတွက်ထိပ်စီးအလဲထိုင်ပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်
ကျွန်တော်တို့ကထိပ်စီးခွန်အလဲထိုင်9ယူထားတဲ့အတွက်ပေါင်းချင်း6ကိုက်ညီနေပါတယ်ဒီ3လုံးပေါင်းချင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်နောက်ပိတ်ခွန်ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းချင်း6နဲ့နောက်ပိတ်ခွန်အတွဲရလာပါတယ်ကျွန်တော်ကဘာဖြစ်လို့ဒီ654လို့ယူရတယ်လဲဆိုရင်အပေါ်မှာ895ပြီးတော့252ရှိပါတယ်ဒီနေရာမှာဒီ9လုံးပေါင်းချင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းချင်း9ဖြစ်နေပါတယ်ဒါကြောင့်ခွန်654ယူရခြင်းဖြစ်ပါတယ်ဒီဘက်ကပြန်ကြည့်မယ်ဆိုရင်ဒီ9လုံးပေါင်းချင်း9ဖြစ်ပါတယ်ဒီ9လုံးပေါင်းချင်း6ဖြစ်ပါတယ်ဒီ9လုံးပေါင်းချင်း5ဖြစ်ပါတယ်ဒါကြောင့်ဒီ9လုံးပေါင်းချင်း4ဖြစ်ရမှာဖြစ်ပါတယ်နောက်ပိတ်ကတော့အပင်ဆက်ရှေ့မှာတွက်ပြခဲ့ဖြစ်ပါတယ်ဒါကြောင့်ယခုဆယ်ချိန်မှာထိပ်စီးအလဲထိုင်ပေါင်းချင်း6နဲ့နောက်ပိတ်ခွန်ဖြစ်ပါတယ်ဆက်ပြီးတော့ထိပ်စီးအလဲထိုင်ပေါင်းချင်း6နဲ့နောက်ပိတ်ခွန်တွဲလို့ရသလားဆိုတာကိုထပ်ပြီးတွက်ပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း3ညရဲ့နှက်ခတ်9ကဒီ4လုံးပေါင်းချင်း9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းချင်း9ရဲ့နှက်ခတ်3ကဒီ4လုံးပေါင်းချင်း3ဖြစ်နေပါတယ်ကျွန်တော်တို့ကထိပ်စီးအလဲထိုင်ပေါင်းချင်း6ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းချင်း3ရဲ့နှက်ခတ်5ကဒီ4လုံးပေါင်းချင်း5ဖြစ်မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း10ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းချင်း6နဲ့နောက်ပိတ်ခွန်အတွဲရလာပါတယ်ဒီဘက်မှာလည်းဒီ3လုံးပေါင်းချင်း9ရဲ့နှက်ခတ်6ကဒီ4လုံးပေါင်းချင်း6ဖြစ်နေပါတယ်ဒီ3လုံးပေါင်းချင်း8ရဲ့နှက်ခတ်1ကဒီ4လုံးပေါင်းချင်း1ဖြစ်နေပါတယ်ဒါကြောင့်ယခုဆယ်ချိန်မှာထိပ်စီးအလဲထိုင်ပေါင်းချင်း6နဲ့နောက်ပိတ်ခွန်အတွဲဖြစ်ပါတယ်ဒီနေရာမှာထိပ်စီးခွန်အလဲထိုင်9ကိုအပင်ဆက်အနေနဲ့ချပြပြီးဖြစ်ပေမဲ့ဒီ3ကတ် site ထဲမှာဘယ်လိုရတယ်လဲဆိုတာကိုဆက်ပြီးတွက်ပြပေးတော့မှာဖြစ်ပါတယ်ဒီ4လုံးပေါင်းချင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းချင်း9ဖြစ်ပါတယ်ပါဝါအတွဲဖြစ်ပါတယ်ဒီ4လုံးပေါင်းချင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းချင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီ4လုံးပေါင်းချင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း9ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး9ပါဒီနှလုံးပေါင်းချင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ညရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်9ပါဒီညမှာဒီနှလုံးပေါင်းချင်း10ဖြစ်ပါတယ်ဒီနှလုံးပေါင်းချင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းချင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးခွန်အလဲထိုင်9ရလာပါတယ်အလဲထိုင်နောက်ပိတ်ပေါင်းချင်းနဲ့ထိပ်စီးအတွဲကိုချပြပေးတော့မှာဖြစ်ပါတယ်ဒီ9လုံးပေါင်းချင်း10ဖြစ်တယ်လို့ဒီ3လုံးပေါင်းချင်း10ဖြစ်နေပါတယ်တူညီနေပါတယ်ဒီ9လုံးပေါင်းချင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းချင်း9ဖြစ်နေပါတယ်ကျွန်တော်တို့ကထိပ်စီးခွန်ယူထားတဲ့အတွက်ဒီ9လုံးပေါင်းချင်း4ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းချင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ8ရှိတဲ့အတွက်အလဲထိုင်နောက်ပိတ်ပေါင်းချင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီးခွန်အလဲထိုင်9နောက်ပိတ်ခွန်အတွဲကကိုက်ညီနေပါတယ်တနည်းအားဖြင့်ဒီဖြစ်စဉ်ကထိပ်စီးခွန်ဖြစ်မယ်ဆိုရင်အလဲထိုင်နောက်ပိတ်ပေါင်းချင်း6ဖြစ်ရမှာဖြစ်ပါတယ်နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ဒီ4လုံးပေါင်းချင်း6ရဲ့နှက်ခတ်9ကဒီ3လုံးပေါင်းချင်း9ဖြစ်ပါတယ်ဒီ4လုံးပေါင်းချင်း8ရဲ့နှက်ခတ်1ကဒီ3လုံးပေါင်းချင်း1ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီးခွန်ယူထားတဲ့အတွက်ဒီ4လုံးပေါင်းချင်း9ရဲ့နှက်ခတ်6ကဒီ3လုံးပေါင်းချင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ညရှိတဲ့အတွက်အလဲထိုင်နောက်ပိတ်ပေါင်းချင်း6ပါဒါကြောင့်ထိပ်စီးခွန်လဲထိုင်နောက်ပိတ်ပေါင်းချင်း6အတွဲရလာပါတယ်ထိပ်စီးနောက်ပိတ်အတွဲကိုချပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း9ရဲ့နှက်ခတ်6ကဒီ3လုံးပေါင်းချင်း6ဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း1ရဲ့နှက်ခတ်8ကဒီ3လုံးပေါင်းချင်း8ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီးခွန်ယူထားတဲ့အတွက်ဒီ3လုံးပေါင်းချင်း2ရဲ့နှက်ခတ်4က
ဒီသုံးလုံးပေါင်းခြင်း၄ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီးခွန်ဖြစ်မယ်ဆိုရင်နောက်ပိတ်ခွန်ဖြစ်ရမှာဖြစ်ပါတယ်ဒီဘက်မှာလည်းဒီသုံးလုံးပေါင်းခြင်း9ရဲ့နှစ်ခတ်3ကဒီသုံးလုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း2ရဲ့နှစ်ခတ်4ကဒီသုံးလုံးပေါင်းခြင်း4ဖြစ်နေပါတယ်ပရိစ္ဆာပြပြီးသားမှာဖြစ်ပါတယ်ဒီမှာ6ရှိပါတယ်6ရဲ့နှစ်ခတ်6ကဒီနှလုံးပေါင်းခြင်း9ကိုပရိတ်ခွန်ပေါင်းခြင်း6ဖြစ်ပါတယ်ဒီမှာ6ရှိပါတယ်6ရဲ့နှစ်ခတ်9ကဒီနှလုံးပေါင်းခြင်း9ကိုပရိတ်3ညာပေါင်းခြင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီမှာ1ရှိတဲ့အတွက်1ရဲ့နှစ်ခတ်8ကဒီနှလုံးပေါင်းခြင်း9ကိုပရိတ်3ပေါင်းခြင်း8ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ပရိတ်3ပါနောက်တစ်ချက်ကဒီမှာ6ရှိပါတယ်6ရဲ့နှစ်ခတ်9ကနောက်ပိတ်2ကိုပရိတ်ခွန်ပေါင်းခြင်း9ဖြစ်ပါတယ်ဒီမှာ6ရှိပါတယ်6ရဲ့နှစ်ခတ်9ကနောက်ပိတ်9ကိုပရိတ်3ညာပေါင်းခြင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီမှာ9ရှိတဲ့အတွက်9ရဲ့နှစ်ခတ်3ညာဖြစ်ဖို့အတွက်နောက်ပိတ်9ကိုပရိတ်3ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ပရိတ်3မှာအပင်ဆက်အနေနဲ့ဒီ3လုံးပေါင်းခြင်း1ဖြစ်တယ်လို့ဒီ5လုံးပေါင်းခြင်း1ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီ5လုံးပေါင်းခြင်း5ဖြစ်နေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်ဒီ5လုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ပရိတ်3ပါနောက်ဆုံးအနေနဲ့ break ရှာပြပြီးတော့ကျွန်တော်ရဲ့ video file ကိုအဆုံးသတ်မှာဖြစ်ပါတယ် break 3နဲ့ break ခွန်ပေါင်းခြင်း3ညဖြစ်ပါတယ် break 8နဲ့ break ခွန်ပေါင်းခြင်း5ဖြစ်ပါတယ်3ညနဲ့5နဲ့ပေါင်းတော့5ရပါတယ်နှစ်ပင်ကျော်ပြီးတော့ break 4နဲ့ break 1ပေါင်းခြင်း5ဖြစ်ပါတယ် break 9နဲ့ break 3ညပေါင်းခြင်း9ဖြစ်ပါတယ်5နဲ့9နဲ့ပေါင်းတော့4ဖြစ်ပါတယ်5 4 3ဖြစ်ဖို့အတွက်ဒီ break 4ခုပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ် break 2နဲ့ break 3ညပေါင်းခြင်း2ဖြစ်ပါတယ် break 8နဲ့ပေါင်းခြင်း3ညဖြစ်ပါတယ်ဒါကြောင့်3ဖြစ်ဖို့အတွက် break 3ပေါင်းရမှာဖြစ်ပါတယ် break 3မှာဒီဘက်ကကြည့်မယ်ဆိုရင် break 9နဲ့ break 8ပေါင်းခြင်း5ဖြစ်ပါတယ် break 5နဲ့ break 6ပေါင်းခြင်း1ဖြစ်ပါတယ်5နဲ့1နဲ့ပေါင်းတော့6ဖြစ်ပါတယ် break 5နဲ့ break 3ပေါင်းခြင်း8ဖြစ်ပါတယ်break 5နဲ့ break 2ပေါင်းခြင်း9ဖြစ်ပါတယ်8နဲ့9နဲ့ပေါင်းခြင်း5ဖြစ်ပါတယ် break 1နဲ့ break 9ပေါင်းခြင်း8ဖြစ်ပါတယ် break 9နဲ့ break 9ပေါင်းခြင်း6ဖြစ်ပါတယ်8နဲ့6နဲ့ပေါင်းတော့4ဖြစ်ပါတယ်6 5 4 3ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့် break 3ပါနောက်တစ်ချက်ကဒီ break 4ခုပေါင်းခြင်း3ဖြစ်ပါတယ်ဒီ break 4ခုပေါင်းခြင်း4ဖြစ်ပါတယ်ဒီ break 4ခုပေါင်းခြင်း5ဖြစ်ပါတယ်ဒီ break 4ခုပေါင်းခြင်း3ဖြစ်ပါတယ်ဒီ break 4ခုပေါင်းခြင်း4ဖြစ်ပါတယ်ဒီ break 4ခုပေါင်းခြင်း5ဖြစ်ပါတယ်အခုဆိုရင်10ချိန်မြောက်အတွက် break 3နဲ့ခွန်9ခွန်တဲတစ်ခွက်ရလာပါတယ်2026 6လပိုင်း1ရက်မနက်ဖြန်မှာထွက်ရှိမဲ့10ချိန်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကတော့ခွန်9ခွန်တဲတစ်ခွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။